ဒီနေ့ကတော့ကျွန်တော်တို့ဒီယူနဲ့ပတ်သက်ပြီးတော့အလှူလေးလုပ်တဲ့နေ့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကကျွန်တော် work class trainee ရဲ့ဒီနားရက်လေးလည်းဖြစ်နေတယ်ဒီအလှူလေးလုပ်ဖြစ်တယ်အဲ့တော့အဲ့မှာကျွန်တော်ဒီ TikTok လေးခဏသုံးရင်းနဲ့အရင်ယူရဲ့ဒီ post အဟောင်းလေးပြန်ကြည့်မိတာပေါ့နော်ကြည့်မိတဲ့အခါကျတော့တချို့ကဒီမှာ diploma တက်ရင်ဘယ်လောက်တက်ရမလဲပညာရေးရှင်းဘယ်လောက်လို့လဲအလုပ်ရမှာလားဒီလိုမျိုးတွေမေးကြတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဗာလေးသွားပြီးတော့တွေ့တယ်ဆိုတော့အဲ့လိုမေးထားတဲ့ဒီညီငယ်လေးတွေအခုချိန်မှာလုပ်ငန်းခွင်တော်ဝင်နေကြပြီဒီပလိုမာလက်မှတ်တွေလည်းယူပြီးသွားပြီဒီမှာရှိတဲ့ certificate တွေလည်းယူပြီးသွားပြီအဲ့တော့ကျွန်တော်အဲ့ဒါလေးကြည့်ရတာ PT ဖြစ်တယ်ပေါ့နော်စာသင်တဲ့ဆရာတယောက်အနေနဲ့ဒီနေရာမှာပြောချင်တာလေးတခုကကျွန်တော်တို့ဒီလုပ်ငန်းခွင်ကိုဝင်ကျင်တယ်ဆိုရင်ကျွန်တော်တို့ယူမှာ SND စတက်ပါဒီ diploma in computer network CCN တွေဆိုတာရှိတယ်အဲ့ဒီຢာတွေကအလုပ်ရမှာသိကိုသိကြတယ်အလုပ်ရဖို့သိကိုသိကြတဲ့ကိုစီအဲ့တော့နောက်တစ်ခုကတက်မြောက်မတက်မြောက်မှလည်းကျွန်တော်တို့ပူစရာမလိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီចောင်းသားတယောက်ကိုဒီယူကစာသင်တဲ့ပုံစံကစာသင်ပြီးရင်ပြီးသွားရုံနဲ့မဟုတ်ဘဲနဲ့ဒီအာဖရာအနေနဲ့ပါပေါ့နော်အဲ့တော့ရလာဆက်ပြီးတော့မလုပ်ဖို့လိုသေးလဲဒါမျိုးတွေပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ရှီကိုလာတက်ရင်းနဲ့ ID တင်ရသွားတာမဟုတ်ဘဲနဲ့ဒီ personal development တွေကောင်းသွားကြတယ်။ဒါကတော့အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့အခါအားလျော်စွာကျင်းပပေးတဲ့ဒီ leadership ပွဲတွေ public speaking ပွဲတွေပေါ့နော်နောက်တစ်ခုကတော့ live ပတ်ဖို့အဲ့လိုမျိုးပွဲတွေကိုတက်ရောက်ခြင်းအပြင်ဒီကတော်တော်လေးလူငယ်တွေအတွေ့အမြင်တွေရတယ်နောက်တစ်ခုကတကယ်ချင်းမိတ်ဆွေအပေါင်းအသင်းခေါင်းတွေရတာပေါ့နော်အဲ့တော့ကျွန်တော် TikTok လေးသုံးနေတယ်သွားတွေ့ရလေးတခုရှိတယ်တချို့ဒီမှာရှိတဲ့ကျောင်းသူကျောင်းသားတွေဆိုရင်ကျွန်တော်ရှိမှာ public speaking တွေပါတက်တယ်သူတို့ဆိုရင်ဒီ blog လေးတွေပါတော့ရိုက်နေတာတွေ့နေတယ်ကျွန်တော်တော်တော်လေးဝမ်းသာတယ်တော်တော်လေး PT ဖြစ်တယ်အဲ့တော့တချို့ဟာလေးတွေတော့ပုံမကောင်းမှုတဲ့ဆိုရင်တော့ကျွန်တော်အကြံဉာဏ်လေးပေးတာလေးရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဒီဗီဒီယိုလေးကြည့်နေတဲ့လူငယ်တွေပဲဖြစ်ဖြစ်မိဘတွေပဲဖြစ်ဖြစ်အကြံဉာဏ်လေးပေးလို့တာကတကယ်အလုပ်လုပ်ခြင်းနဲ့ ID နည်းပညာတွေလိုအပ်တယ်ဆိုရင်တော့ယူကိုလာခဲ့ပါလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်